မျိုးသမီးကမျက်စိမမြင်တဲ့အတွက်သူ့ယောက်ျားကသူ့ကိုအယမ်းမုန်းတယ်ပိုဆိုးတာကအိမ်ကနေနှင်ထုတ်ဖို့အမိန့်ပေးလိုက်တယ်အဲ့ဒီအချိန်မှာအမျိုးသမီးကလမ်းဘေးမှာအကူညီမဲ့စွာထိုင်နေပေမဲ့ရုတ်တရက်သူမမှာအမွှာညီမတစ်ယောက်ရှိပြီးသူ့ညီမကစည်ရင်းဝင်ကုမ္ပဏီတစ်ခုရဲ့ CEO ဖြစ်နေတာကိုသတိရသွားတယ်သူ့ညီမနဲ့အတူခိုးလုံးဖို့ဆုံးဖြတ်လိုက်တယ်ဒါပေမဲ့မျက်မမြင်တဲ့အတွက်အမျိုးသမီးကရင်ကြောပိတ်ဆို့မှုကိုသတိမထားမိပဲမတော်တဆမှုတစ်ခုကြုံလိုက်ရတယ်ရင်မောင်းကကြောက်လန့်ပြီးချက်ချင်းထွက်ပြေးသွားတယ်အောင်းထောက်မှစွာပဲအမျိုးသမီးရဲ့ညီမကအခင်းဖြစ်ပွားရာကိုအချိန်မီရောက်လာတယ်နှစ်ပေါင်းများစွာသူ့ညီမခင်ပွန်းအိမ်မှာခံစားခဲ့ရတဲ့နှိမ့်ဆက်မှုတွေကိုသိလိုက်ရတဲ့အခါသူ့ညီမရဲ့ခင်ပွန်းကိုကြီးမားတဲ့ပြစ်ဒဏ်ပေးဖို့ဆုံးဖြတ်လိုက်တယ်ဒါကြောင့်သူ့မျက်နှာကိုတုံးပြီးသူ့ညီမအဖြစ်ဟန်ဆောင်ဖို့ဆုံးဖြတ်လိုက်တယ်ခင်ပွန်းအိမ်ကိုပြန်ရောက်တဲ့အခါမကောင်းဆိုးဝါးအိမ်ပေါ်ကအမျိုးသမီးကိုလှောင်ပြောင်ပြီးဘလို့ပြန်လာရဲတာလဲလို့မေးတယ်ဒီခါကျမှအမျိုးသမီးကသူ့ညီမရဲ့အဆင့်တန်းကဒီအိမ်မှာဘလောက်နှိမ့်ကျနေလဲဆိုတာသဘောပေါက်သွားတယ်အိမ်ပေါ်တယောက်ကတော့သူ့ညီမကိုအနိုင်ကျင့်ရဲတယ်ဒါနဲ့အမျိုးသမီးကသူမရဲ့လက်ထောက်ကိုမာနာကြီးတဲ့အိမ်ပေါ်ကိုချက်ချင်းအပြစ်ပေးခိုင်းပြီးဒီအိမ်ရဲ့အိမ်ရှင်မတယောက်တည်းသာသူမဖြစ်တယ်လို့ကျေလောင်စွာကြေညာလိုက်တယ်အစီကံတွေကိုသူတို့ရဲ့နေရာကိုတေချာစဉ်းစားဖို့ပြောလိုက်တယ်ပေါ်ရဲ့မျက်နှာကိုမြင်တော့အမျိုးသမီးကအိမ်ပြန်ရောက်ပြီးနောက်မှာဒီလောက်မာနာကြီးရဲပြီးသူ့အကြိုက်ဆုံးအိမ်ပေါ်ကိုတောင်ရဲရဲဆက်ဆက်တိုက်ခိုက်ရဲတယ်ဆိုတာသိလိုက်ရတော့အမျိုးသားကအယမ်းအံ့ဩသွားတယ်အမျိုးသားကချက်ချင်းဒေါသထွက်သွားတယ်ဒါကြောင့်အမျိုးသမီးကိုရင်ဆိုင်ဖို့အိမ်ထဲကိုချက်ချင်းဝင်သွားတယ်ဒါပေမဲ့အမျိုးသမီးကသူ့ကိုလစ်လူရှုလိုက်တယ်အဲ့ဒီအစားသူမရဲ့လက်ထောက်ကအမျိုးသားကိုဓာတ်ရိုက်သင်ခန်းစာပေးလိုက်တယ်အမျိုးသားကရှင်းရှင်းလင်းလင်းမယုံကြည်ပေမဲ့အိမ်ပေါ်ကသူ့ကိုဖိနှိပ်လိုက်တဲ့အချိန်မှာပဲအမျိုးသားရဲ့အမေကဝင်လာပြီးအမျိုးသားရဲ့ဆိုးရွားတဲ့အခြေအနေကိုမြင်တော့အမျိုးသမီးကိုချက်ချင်းစုပူပေမဲ့အိမ်ပေါ်ကချက်ချင်းရပ်တန့်လိုက်တယ်အိမ်ပေါ်ကအမျိုးသမီးကိုရိုင်းဆိုင်လွန်းတယ်လို့ဝေဖန်ပေမဲ့အမျိုးသမီးကဒီမိသားစုကသူမရဲ့ပတ်စံကိုတုံးဖြုံနေတာကြောင့်လူတိုင်းကသူမရဲ့စကားကိုနားထောင်ရမယ်လို့ပြောပါတယ်နောက်တစ်စက္ကန့်မှာအမျိုးသမီးကအမျိုးသားရဲ့အမေကိုကင်လိုက်တယ်အခုကစပြီးသူတို့ကိုသင်ခန်းစာပေးဖို့ဆုံးဖြတ်လိုက်တယ်ထို့နောက်ယနေ့မှစ၍အမျိုးသား၏မိသားစုသည်သူမ၏ကြုံများဖြစ်လာမည်ဟုလူသိရှင်ကြားကြေညာခဲ့သည်သူမ၏ညီမခံစားခဲ့ရသောဝမ်းနည်းမှုအလုံးကိုသူမပြန်ပေးမည်ဟုပြောကြားခဲ့သည်နောက်သူမသည်ချက်ချင်းထွက်ခွာသွားခဲ့သည်သို့သောအမျိုးသမီး၏စရိုက်သည်တိတိတသာပြောင်းလဲသွားသောကြောင့်အမျိုးသားသည်သူမ၏အမိကိုတန်တရားဝင်လာခဲ့သည်ထို့ကြောင့်နောက်တစ်နေ့တွင်အမျိုးသားသည်အမျိုးသမီး၏မိခင်ကိုတိုက်ရိုက်ခေါ်ခဲ့သည်အမျိုးသမီး၏မိခင်ကသူမကိုမြင်သည်နှင့်သူမသည်အမကြီးမဟုတ်ပဲညီမငယ်ဖြစ်တဲ့သောကြောင့်ဇဝေဇဝါဖြစ်ခဲ့သည်သူမ၏အမိကိုဖော်ထုတ်ခံရမည်ကိုစိုးရိမ်ခဲ့သည်အမျိုးသမီးသည်ချက်ချင်းရှေ့သို့တိုးလာပြီးမိခင်ဖြစ်သူကိုညှဉ်းညူစွာဖက်လိုက်သည်သူမသည်သူမ၏စင်ကိုမဖြတ်စည်းရန်တိတ်တဆိတ်ပြောခဲ့သည်ထို့နောက်အမျိုးသမီးသည်သူမ၏မိခင်ကိုအိတ်ခမ်းသို့ခေါ်သွားပြီးသူမ၏ညီမသည်ဤအိမ်တွင်ခံစားခဲ့ရသမျှကိုမိခင်အားပြောပြခဲ့သည်ထို့ကြောင့်မိခင်ဖြစ်သူသည်ဒေါသထွက်ကအမျိုးသားနှင့်ချက်ချင်းရင်ဆိုင်လိုခဲ့သည်ကံကောင်းထောက်မစွာအမျိုးသမီးသည်သူမ၏လက်စားချေမှုအစီအစဉ်စတင်နေပြီဖြစ်သောကြောင့်မိခင်ဖြစ်သူကိုရပ်တန့်ခဲ့သည်အချိန်တည်းမှာပင်အတွေးများစွာနှင့်ပြန်လည်အမှတ်ရပြီးနောက်အမျိုးသားသည်ဤအမျိုးသမီးသည်သူ၏ဇနီးမဟုတ်ကြောင်းရုတ်တရက်သဘောပေါက်သွားခဲ့သည်